မကြမီပါပဲဒေါ်ကူပြန်လဲကစားနိုင်တော့မှကြောက်တူးတုံနေကြတဲ့စကူသင်းဖန်များအားလုံးပဲမင်္ဂလာပါဟန်တော်ငိမ့် online ဘက်တင်စာပြောမှာအားကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဘောလုံးမတွေကိုငွေကြေးပိုင်းယုံကြည်စိတ်ချစွာစော်ကစားလိုပါကဟန်တော်ငိမ့် online agent တို့လာရောက်စော်ကစားနေမှာကြောင်းသတင်းကောင်းပါပါတယ်အကောင်းဆုံးဝန်ဆောင်များနဲ့စောင့်ကြိုနေပါတယ်ခင်ဗျာအာဆင်နယ်နဲ့ပွဲစဉ်မှာတကောက်ကျော်တန်ရာကြောင့်လဲကျသွားခဲ့တဲ့ဒေါ်ကူရဲ့ပုံရင်ဟာ United ပရိသတ်တွေအတွက်တော့တကယ်ကိုအိမ်မဆိုးတစ်ခုပါအစောပိုင်းက7လောက်အထိအနားယူရမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးမြဲဒေါ်ကူကသူ့ရဲ့မဆုံးမနစ်တဲ့ဇွဲလုံးသားနဲ့အတူစီးပွားဆိုင်ရာခံမှန်းချက်တွေကိုအံ့အားသင့်သွားအောင်ရိုက်ချိုးပြီးတော့အချိန်တိုလေးအတွင်းမှာပဲကွင်းထဲကိုပြန်လည်ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်။မိုက်ကယ်ကာရီရဲ့လက်ထက်မှာဒေါ်ကူကပွင့်လန်းကာစာပန်းတွင်းလို့တောက်ပခဲ့ပါတယ်။မန်ချက်စတာတာဝီမှာမြို့ကန်ပြိုင်ဘက်အသင်းကိုဒူးထောက်စေခဲ့တဲ့ကိုအာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာပြိုင်ဘက်ခံစစ်ကိုအပိုင်းပိုင်းဖြတ်တောက်ခဲ့တဲ့ခြေစွမ်းတွေကသူဟာ United ရဲ့ဘဲတောင်မန်တိုက်စစ်အတွက်ဘလောက်ထိအရေးပါကြောင်းသက်သေထူခဲ့ပြီးပြီလေဖြစ်ပါတယ်။သူမရှိတဲ့အချိန်အတော်အတွင်းမှာ United ရဲ့တိုက်စစ်ကအရင်လိုထက်မြက်မှုမရှိပဲအားနည်းနေခဲ့ရတာကိုအားလုံးလည်းမျက်ဝါးထွန်းတွေ့ခဲ့ရပါတယ်။အခုဒေါ်ကူတယောက်ပြန်လာတာဟာအချိန်ကိုက်လို့ပဲပြောဆိုလို့ရပါမယ်။လာမယ့် Aston Villa နဲ့ပွဲစဉ်ဟာ United အတွက်ချန်ပီယံလိဝင်ခွင့်နဲ့အဆင့်3နေရာကိုခိုင်မာအောင်လုပ်နိုင်မဲ့အရေးကြီးဆုံးစာမေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ဒေါ်ကူရဲ့မယုံနိုင်စရာအမြန်နှုန်းထက်မြက်တဲ့ထိုးပေါင်းမှုတွေကဗီလာအသင်းရဲ့ခံစစ်ကိုဒုက္ခပေးဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ဒဏ်ရာမရခင်ကလိုပဲဒေါ်ကူတယောက် Old Trafford ရဲ့မြန်ခင်းပြင်နေပေါ်မှာပြန်လည်ကခုန်ပြနိုင်အောင်မလားဆိုတာရင်ကုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်လေးရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ